Telegram မှာ user name ထည့်တဲ့လူတွေအတွက် user name တဲ့နေကိုကျွန်တော်ပြောပြမယ် user name ကဘာတုံးဝင်လဲဆိုရင်ကျွန်တော်တို့ရဲ့ user name လေးထည့်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေကိုအဲ user name လေးပေးလိုက်ရင်ချက်ချင်းရောက်လာမှာဖြစ်ပါတယ်ဆိုတော့ဒါပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော် Telegram လေးကိုကျွန်တော်တွားလိုက်မယ် okay ဒီလိုတွားပြီးဆိုရင်ကျွန်တော်တို့ profile လေးကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ဒီ profile လေးကိုကျွန်တော်ဝင်လိုက်မယ် okay ဝင်ပြီးပြီဆိုရင်ကျွန်တော် edit info ဆိုတဲ့အရာလေးကိုကျွန်တော်နှိပ်ထားမယ်ပေါ့နော် edit info ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြီးပြီဆိုရင်ဒီထဲမှာ user name ဆိုတာလေးကျွန်တော်တို့ရှိတယ်ပေါ့နော်နေရာတော့တယောက်နဲ့တယောက်မတူကြဘူးပေါ့နော်ဆိုတော့ကျွန်တော် user name ဆိုတာလေးကိုကျွန်တော်တို့ဒါရိုက်ရှာလိုက်ပါ okay ရိုက်ရှာပြီးရင်ကျွန်တော်တို့ဒီ user name လေးကိုပဲနှိပ်လိုက်ပေါ့နော် okay နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီထဲမှာ user name လေးထည့်ပြမယ်ပေါ့နော် okay ဒီတော့ over area လေးပေါ်လာပြီကျွန်တော်ဒါရပြီပေါ့နော်ဒီလိုအစိမ်းအောင်လေးပေါ်လာမှာပဲရမယ်ခဏကတော့အနီအောင်လေးပေါ်လာခဲ့မယ်ဆိုရင်တော့ဒါမရသေးဘူးရအောင်တခြားဟာလေးနဲ့ပြောင်းပြီးတော့ချိန်ပါပြီးရင်ဒီထဲမှာဘာတွေထည့်လို့ရမယ်ဆိုရင်ကျွန်တော်တို့ဒါကဏ္ဍတွေစလုံးတွေလည်းထည့်လို့ရပါတယ်အတေးကြီးလေးအဲ့လိုလေးချိန်ပြီးတော့ထည့်ပေးပါပြီးရင်ကျွန်တော်ဒီအမှန်ကြီးလေးကိုကျွန်တော်နှိပ်လိုက်ပါ okay အမှန်ကြီးလေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ user name မှာအဲ့ဒါလေးပေါ်နေလိမ့်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီရဲ့ profile မှာလည်းဒီလိုလေးပေါ်လာလိမ့်မယ်ပေါ့နော်ဒီလိုဒါ user name ထည့်ထားလို့ဒီဟာလေးကပေါ်မှာမဟုတ်ပါဘူးဒီ user name ကပေါ်နေမှာမဟုတ်ဘူးပေါ့နော် profile မှာတကယ်လို့ user name ထည့်ထားလို့ဆိုရင်ပေါ့နော်ဆိုတော့ okay အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နားမလည်တာနဲ့တခြားမေးချင်တာရှိရဆိုရင်ကျွန်တော်လာမေးလို့ရပါတယ်